မနက်ကင်းဝေလီဝေလင်းချိန်အိန္ဒိယရဲ့ပါဝန်တို့မျိုးလေးမှာပလက်စတစ်နဲ့ထုတ်လာတဲ့အလောင်းတလောင်းမြို့လေကောင်မှာမြင်တွေ့လိုက်ရတာကြောင့်သတင်းသမားတွေနဲ့ပြည့်နှက်နေပါတယ်တေဆုံးသူဟာအသက်15နှစ်အရွယ်ကျောင်းသူတစ်ယောက်ဖြစ်ပြီးမျက်လုံးတစ်လုံးဖောက်ထုတ်ခံရရကမျက်နှာတစ်ခုလုံးကြည်မကောင်းအောင်ဖြစ်နေပါတယ်သူ့နာမည်ကအာချန်ဖြစ်ပြီးကုံသွဲမှုဂရုဏာပွဲဒုစရိုက်မှုဆိုင်ရာစိတ်ပညာဒီပလိုမာဘွဲ့နှစ်ခုကိုရရှိထားသူပါကွင်းဆက်လူတဲ့သမားတွေရဲ့စိတ်ကိုအသေးစိတ်လေ့လာနေတာ9နှစ်ရှိနေပါပြီအာကျန်အခုလိုလေ့လာနေတဲ့တကူရဲသောအကြောင်းများချက်ကကွင်းဆက်လူသက်သမားရုပ်ရှင်ရိုက်ကူးနိုင်ရေးဖြစ်ပါတယ်အဖေဖြစ်သူကရဲရရှိတယောက်ဖြစ်ပေမဲ့အာကျန်ကတော့ကွင်းဆက်လူသက်သမားရုပ်ရှင်အတွက်ဇန်ညွန်ရေးစီယာဖြစ်ချင်နေတဲ့သူပါသူ့ဇန်ညွန်ကိုပရိုဂျူဆာတွေစီလိုက်ပြပေမဲ့ဟာသပုံစံပြောင်းချင်သူနဲ့ဇလန်းစသိန်းပြောင်းချင်သူတွေကြားဇန်ညွန်ကိုအတင်းအစောင်းမခံချင်တဲ့အာကျန်တယောက်ရွာလဲနေပါတယ်အိမ်ကိုပြန်လာတော့လေအမဖြစ်သူကသူတို့အဖေဟာတောင်ဝန်ထမ်းဆောင်ရင်ကြာဆုံးသွားတာကြောင့်အာကျန်ကိုရဲရရှိဆောင်ပွဲဝင်ပြေးပြီးဖခင်နေရစက္ကန့်ကိုတိုက်တွန်းနေပါတယ်အာကျန်ရဲ့ရောက်ဖဖြစ်သူကလည်းရဲရရှိတယောက်ဖြစ်တာမို့ရေကန်အသည့်ကြာအသည့်လိုဖြစ်နေပါတယ်ဒါပေမဲ့အာကျန်ကတော့သူ့အိမ်မက်ကိုလွယ်လွယ်နဲ့မစွန့်လွတ်နိုင်တာကြောင့်အချိန်ခဏပေးဖို့ပြောခဲ့ပါတယ်ဇန်ညွန့်ကိုသဘောကျတဲ့ပရိုဂျူဆာတယောက်စီကိုအာကျန်နောက်ဆုံးအနေနဲ့တွားခဲ့ပါတယ်အားလုံးညှိနှိုင်းလို့အဆင်ပြေနေရင်ပရိုဂျူဆာကကွင်းဆက်လူတဲ့သမားကိုနောက်ဆုံးမှမမိလိုက်ပဲဇက်သိမ်းပေးဖို့ပြောတာကြောင့်ဆရာဘလောက်ပဲကျွမ်းကျင်နေကွင်းဆက်လူတဲ့သမားပဲဖြစ်ဖြစ်နောက်ဆုံးမှာအမေရိကသာအနိုင်ရရမယ်လို့ဆိုတာကြောင့်ညှိနှိုင်းမှုမအောင်မြင်ဖြစ်ကအာကျန်လည်းနေရာကထထွက်လာပါတယ်တကားပေါက်ရောက်တဲ့အခါကိုယ်တဲ့အမျိုးသမီးတယောက်ဖနှက်ကျိုးပြေနေတာကြောင့်အာကျန်ကအမျိုးသမီးကိုဒီတိုင်းရက်နေဖို့ပြောကဖနှက်ကျိုးချီပေးလိုက်ပါတယ်အာကျန်ရောက်အိမ်မက်ကိုဆွလို့ဖို့ဆုံးဖြတ်ကအမဖြစ်စေခြင်းနဲ့အရာကြီးဆောင်မှုဘက်ကိုဝင်ပြေခဲ့ပြီးကာယကြက်ခံရေးစစ်ဆေးမှုအပြီးမှာတော့လက်ထောက်စုံစမ်းရေးမှုအရာရှိဖြစ်လာပါတယ်လက်မှာတော့ရဲလို့သက်ကြာနေပြီဖြစ်တဲ့ရောက်ပါဖြစ်သူနေရင်တာကမင်းကရဲအရာရှိတန်းဖြစ်ပေမယ်အတွေ့အကြုံကရဲသိပဲရှိသေးတာမို့အရာရှိတွေဘာလို့ခိုင်းအတွန်းမတက်ပဲခေါင်းငိတ်လုပ်ပေးဖို့နဲ့နေရာတကာလူစမ်းကောင်းဝင်မလို့ဖို့မှားနေပါတယ်စကန်ကရေးသားတချို့နဲ့မိတ်ဆက်ပေးပြီးတဲ့နောက်အာကျန်ရေးသွားတော့ချိန်မှာအပြစ်သားကိုစစ်ဆေးနေတဲ့အရာရှိကအာကျန်ကိုခေါ်ပြီးအပြစ်သားကိုရိုက်နဲ့ဆင်မေးထားဖို့မှာကထွက်သွားခဲ့ပါတယ်အာကျန်ကအပြစ်သားကိုကြိုးဖြေပေးပြီးသူကွင်းဆက်လူတဲ့သမားဇန်ညွန်ကိုပြောပြနေချိန်နေရာကိုနရီနာရောက်လာကအေးအစစ်ရှိတဲ့ထောင်သားကိုကြိုးပြပေးထားတဲ့အတွက်ကြောင့်အာကျန်ကိုစူနေပါတယ်ထောင်သားကဇက်လက်ကိုစိတ်ဝင်စားသွားတယ်နောက်ဆုံးမှာကွင်းဆက်လူတဲ့သမားကဘသူလဲလို့အတင်းမေးနေရင်ရဲတွေခေါ်ရအောင်ပါသွားပါတယ်တစ်ဖက်မှာတော့ကြောင်းစင်းချိန်အိမ်မြန်လာတဲ့အထက်တန်းကျောင်းသူတယောက်ဘေးမှာလာရတဲ့အပြာရင်ရောင်ဘန်ကားပေါ်ကလူကိုကြည့်ရင်သဘောကျစွာပြုံးနေပါတယ်တိတ်ဝင်ကြခင်ချိန်မှာသူမမိပါတွေရဲစခန်းရောက်လာပြီးတမီးလေးပြောက်သွားတဲ့အတွက်တိုင်ကျက်လာဖွင့်နေပါတယ်တမီးလေးနာမည်ကအာမေရီတာဖြစ်ပြီးကိုရန်ကျောင်းသူလေးတယောက်ဖြစ်ပါတယ်ပုံမှန်ဆိုနေ့လက်တနာကြီးအိမ်ပြန်ရောက်ပြီမယ်အခုထိပြန်မလာသေးကြောင်းနဲ့အာမေရီတာပြလို့လိုက်ရှာချိန်သူမတို့အိမ်ကခွေးကလေးလည်းပြင်မှာလက်ဆောင်မှုလေးချိတ်ဆွဲရတာတွေ့ခဲ့ကြောင်းပြောပြနေပါတယ်စကမ်းမှုလည်းလက်ဆောင်ဘူးလေးကိုဖွင့်ကြည့်လိုက်ချိန်မှာမျက်နှာတစ်ခုလုံးဒဏ်ရာတစ်ချက်တွေနဲ့မျက်လုံးတစ်ဖက်မရှိတဲ့ရှင်တွဲလာအယုတ်ကောင်းလေးဖြစ်နေပါတယ်ဒီအခြေအနေကိုအပေါဝါကနေရက်ကျင်နေတဲ့အာဂျန်တယောက်ဒုံစုံတစ်ခုကိုစိုးရုံနေပါတယ်ညချိန်မှာတော့ TV မှာကိုရန်ကျောင်းသူလေးအာမေရီတာပျောက်သွားတဲ့သတင်းကိုအာဂျန်တယောက်တဲချင်းမဲကြီးစိုက်ကြည့်နေပါတယ်ရောက်ပါဖြစ်သူနေနေတာကမင်းကရုံမိုင်းဆိုင်ရာပြုပြင်မှုကင်လွှဲရတာမလားဒီစုံစမ်းစစ်ဆေးမှုကိုပါစရာမလိုဘူးအရင်ဆုံးအတွေ့အကြုံရအောင်လုပ်ပါလို့ဆိုတဲ့အခါအာဂျန်ကကျုံမှာတနင်္မောင်းဖြုတ်တဲ့အတွေ့အကြုံလည်းမရှိပါဘူးဒါပေမဲ့ခင်ဗျားကျုပ်ကို6လုံးဘူးတဲ့ပေးထားတယ်မဟုတ်လားလို့ပြန်ချေပလိုက်ပါတယ်နေရင်တော့ဝီစကီရဲ့ထည့်ဖို့ရေခဲထယူခြင်းအာဂျန်နာကိုတူမာလေးပိုင်ရရောက်လာပြီးရီပိုကန်မှာလက်မှတ်ထိုးပေးဖို့တောင်းဆိုနေပါတယ်အာဂျန်ကမင်းဖေးကိုထိုးခိုင်းပါလားမထိုးပေးနိုင်ဘူးလို့ဆိုတဲ့အခါတင်ချာမှာအမှန်နဲ့နေတာမို့သူမဘေးသိရင်စူကန်ရမှာဖြစ်ပြီးတခါလောက်အဖေနီယာကလက်မှတ်ထိုးပေးဖို့အာဂျန်ကိုအတင်းတောင်းဆိုနေပါတယ်ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်အာဂျန်လက်မှတ်ထိုးပေးလိုက်ပြီးတဲ့နောက်ဘာရကမနဲ့ကြောင်းလိုက်ဖို့ပါအောင်လို့ဆိုကနေရာကထားပြေးသွားပါတယ်မနဲ့ရောက်လို့ကြောင်းလိုက်ဖို့တဲ့အခါကျောင်းမှာဆရာမသိရောက်လို့လိုက်တွေ့ပါအောင်လို့ဆိုပြန်လာကြောင်းအာဂျန်တယောက်ကလေးမလိန်တစ်ပတ်လောက်တာခံရင်မလိုက်ရင်လိုက်ခြင်းနဲ့ကျောင်းကန်းထဲဝင်လာခြင်းဆရာမလေးရဲ့အလားတရားကိုအာဂျန်ခဏတာငေးမောသွားပါတယ်တကယ်တမ်းဆရာမလေးရှိရောက်တဲ့အခါပထမစာသင်ကာလကအဖေနီယာလက်မှတ်နဲ့အခုဒုတိယစာသင်ကာလအဖေနီယာလက်မှတ်လုံးဝကွဲပြားနေတာကြောင့်အာဂျန်ကိုစူနေပါတယ်ဘာရကအဖေတော့တာများရင်လက်မှတ်တွေမတူကြောင်းပြောတဲ့အခါအာဂျန်လည်းအိမ်ရောက်မှဘလို့နေရမလဲခေါင်းထဲရိုက်ထည့်ပေးမယ်လို့ဆိုတဲ့အခါဆရာမလေးကရှင်ကကလေးကိုရိုက်နေပြီးကြောက်အောင်လုပ်နေတာလားဘိုင်ယန်ကသူ့မှာအမေမရှိတော့ဘူးလို့ပြောတယ်တကယ်ဆိုရှင်ကဖားခင်ကောင်းတယောက်အနေနဲ့မိခင်မေတ္တာပါပေးသိနေလို့ဆိုကတရားတွေစက်လိုက်ဟောပါတော့တယ်ဒီအချိန်ကော်မာဘူးမေးလို့ကြောင်းလာပို့တဲ့ဘိုင်ရဲ့အမိနဲ့တို့ကအာဂျန်လေသူ့မှမမြင်အောင်မျက်နှာကိုဟိုဘက်လှည့်ထားလိုက်ပါတယ်တခါနရီနာမှာကြောင်းကနေဝင်လာတာကြောင့်ဆီယာမကရှင်တို့ကဘသူတွေလဲလို့မေးတဲ့အခါဘိုင်ရဲ့မိပါတယ်ဆိုတာသိလိုက်ရပါတယ်ဒီတော့မှအာဂျန်တယောက်
သူကကျွန်တော်မှာသူကကျွန်တော်ရောက်ဖသူကကျွန်တော်တူမလေးလို့ရှင်းပြလိုက်တာကြောင့်ဆရာမလေးလည်းကြောင်အားဖြစ်သွားပါတယ်အမဖြစ်သူကတမီးကိုရိုက်မယ်တကယ်လုံနေတာကြောင့်အာချန်ကကလေးကိုမရိုက်ဖို့တာကဘာရက်ကိုတင်ကြအချိန်ပိုတင်ပေးမှာဆောင်းဝဲဝဲဖြေနိုင်မှာဖြစ်ကြောင်းရှင်းပြနေပါတယ်ဒါကိုနောက်ကနေသဘောကျစွာကြည့်နေတဲ့သူကဆရာမလေးဖြစ်ပါတယ်အဲ့နောက်အာချန်အမကကလေးကိုကြောင်းကြောင်းပြီးဖို့နရီနာကိုပြောလိုက်ပါတယ်အိမ်မက်ရောက်တော့အာချန်တယောက်ဌာနတိုင်းကိုလိုက်ဝေဖို့မိတူကူထားတဲ့စင်ရလအယုတ်ကောင်းတပ်ပုံကိုကြည့်ရင်9နှစ်တာလေ့လာခဲ့တဲ့ကွင်းဆက်လူသက်သမားတွေအကြောင်းသတင်းအချက်လက်တွေခေါင်းထဲရောက်လာတာကြောင့်သူ့အိတ်ထဲကအချက်လက်တချို့ကိုလှန်လောကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့ရက်လက်တဲ့ဘက်အနေငယ်ကပဝယ်ဦးမှဖြစ်ခဲ့တဲ့လူသက်မှုနဲ့အခုဖြစ်နေတဲ့အမှုစင်တူနေတာကိုသိလိုက်ရပါတယ်စကန်သွားတဲ့လမ်းမှာအာချန်ကသူ့ကိုဒီအမှုရဲ့စုံစမ်းစစ်ဆေးမှုမှာပါဝင်ခွင့်ရအောင်စကန်မှုကိုပြောပြဖို့ရောက်ဝဖြစ်သူနရင်တာကိုအကူအညီတောင်းနေပါတယ်နရင်တာကကွင်းဆက်လူသက်သမားရုပ်ရှင်ယူနေတဲ့သူကိုစုံစမ်းစစ်ဆေးမှုလုပ်ဖို့ပြောပြရမှာလားလို့ဆိုကအာချန်ရဲ့တောင်းဆိုမှုကိုညှစ်ပယ်ခဲ့ပါတယ်စကန်မှာတော့အမေရိကတို့ရက်ွက်ထဲက16နှစ်အရွယ်ကောင်လေးကိုတန်တရားရှိသူလို့ဆိုကရိုင်းနဲ့စစ်ဆေးနေပါတယ်အကြောင်းကတော့အမေရိကကိုချင်းခွင်ပန်ကညှင်းခံရတာကြောင့်တက်မယ်လို့ချင်းချောက်ခဲ့လို့ပဲဖြစ်ပါတယ်လူသက်သမားကဒီကောင်လေးမဟုတ်မှန်းသိနေတဲ့အာချန်ကစကန်မှုကိုခွင်အောင်လိုက်ပြီးနောက်တရက်ခန့်ကအခြေသမားမရင်းသမားမဟုတ်ကြောင်းနဲ့ကွင်းဆက်လူသက်သမားသာဖြစ်ကြောင်းပြောကပါဝါဦးမှာပြည့်ပြည့်ခဲ့တဲ့အမှုနဲ့အခုဖြစ်နေတဲ့အမှုတတိယတဲ့တူညီကြောင်းရှင်းပြနေပါတယ်လက်ထောက်မချန်ကမယုံကြည်တဲ့ပုံစံနဲ့လူသက်သမားကဘာကြောင့်ဆွေးနွေးတဲ့အယုတ်ကောင်းချန်ခဲ့တာလဲလို့မေးတဲ့အခါကွင်းဆက်လူသက်သမားကအမှန်သားကိုပြတာဖြစ်ပြီး1980ခုနှစ်က USA မှာရာသီခွင်ကွင်းဆက်လူသက်သမားကတူတက်ခဲ့တဲ့အမျိုးသမီးတွေရဲ့ကြောကုန်းမှာကြက်ချီကက်တွေချန်ခဲ့လို့ဒန်နစ်ရေဒါဆိုတဲ့ကွင်းဆက်လူသက်သမားကလည်းအလောင်းဘေးမှာမင်းကလေးပုံတွေခြံငယ်ကြောင်းပြောကကွင်းဆက်လူရဲ့သမားတွေဟာသူ့အမှတ်သားကိုချပြပြီးလူတွေကိုကြောက်စီချင်တာဖြစ်ကြောင်းအားကျိုးမှန်ပါရှင်းပြနေပါတယ်။ဒါပေမဲ့စကန်မှုကတော့ပါဝင်ဦးမှာဖြစ်ပျက်ခဲ့တဲ့အမှုမှာဒီလိုရှင်လအယုတ်ကောင်းမျိုးတွေ့ခဲ့လားလို့ဆိုတဲ့အခါအာချန်ဘာမှပြန်မပြောနိုင်တာကြောင့်ဒါကသူကျင်လည်ခဲ့တဲ့ကာစောလီနယ်မြေဖြစ်ပြီးအမှုကိုသူနည်းသူဟန်နဲ့ဖြည့်ရှင်းနိုင်ကြောင်းနဲ့သူ့ကိစ္စဝင်မချိုးဖို့ပြောကအာချန်ကိုစေးရီတော့ဝယ်ခိုင်းခဲ့ပါတယ်။အာချန်လန်ဒိတ်ကဆိုင်မှာဆေးလိပ်ဝယ်နေချိန်မှာပဲစကန်လေးကရဲတွေအကုန်ထွက်လာခဲ့ပြီးတနေရာကိုရဲကြီးတုတ်ပြာနဲ့ထွက်သွားကြပါတယ်အဲ့နေရာကတော့တန်လန်းတရားပေါ်မှာတွဲလောင်းချချိန်ဆွဲခံရတဲ့နှစ်ရက်ကြာပြောင်းဆုံးနေတဲ့အမေရိကရဲ့အလောင်းနေရာဖြစ်ပါတယ်နေရာကိုအာချန်ရောက်လာပြီးနောက်အလောင်းကိုတခြားကြည့်လိုက်တဲ့အခါစင်ရဲလာအယုတ်ကောင်းအတိုင်းမျက်နှာတစ်ခုလုံးစုပ်ပြတ်နေပါတယ်အာချန်တယောက်ပါဝါမျိုးကိုထွက်လာခဲ့ပြီးမြို့ကရဲစခန်းမှာဆမ်မချာတည်ဆုံးချိန်ဒီလိုအယုံမျိုးတွေ့ခဲ့လားလို့မေးကြည့်တဲ့အခါစကန်မှုကစုံစမ်းစစ်ဆေးရေးဌာနမှာအဲ့လိုအယုံမျိုးမတွေ့ဘူးလို့ဆိုပါတယ်ဆမ်မချာရဲ့မိဘတွေစီသွားပြီးအယုတ်ကိုပြကြည့်တော့လေသူတို့မတွေ့ဘူးကြောင်းနဲ့သမီးလေးကိုနောက်ဆုံးမြင်ရတာကကျောင်းမှာလို့ဆိုရကြောင်းလွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့အာချန်တယောက်ဆမ်မချာတက်ခဲ့တဲ့ကျောင်းကတက်ဆိုင်သူတွေကိုတယောက်ပြီးတယောက်လိုက်မေးပါတယ်နောက်ဆုံးကျောင်းဆောင်ဦးလေးနဲ့တွေ့တဲ့အခါဆမ်မချာပြောက်သွားတဲ့နေရာကအဲ့ဒီလိုအယုံမျိုးပါတဲ့လက်ဆောင်မှုတွေတွေ့လို့တိန်းနာခေကြောင်ပြောကအာချန်ကိုထုတ်ပေးလိုက်ပါတယ်တစ်ဖက်ကရင်ခွဲယုံမှာစကန်မှုတို့ကိုဒေါက်တာရှင်းပြနေခိုင်းနေရာကိုအာချန်ပြန်ရောက်လာပါတယ်အမေရိကရဲ့အလောင်းကိုမြင်ရတဲ့အခါစင်လနာအယုံမျက်နှာကဒဏ်ရာတန်ချက်တွေအတိုင်းမြင်မကောင်းနှိမ့်ဆက်ခံထားရပါတယ်ဒေါက်တာကကလေးမကိုအသေးမသက်သေးပဲအချင်းကြာကြာနာကျင်ခံစားရအောင်လုပ်ထားကြောင်းရှင်းပြနေချိန်အခန်းထဲကိုမြို့နယ်မှုရောက်လာပါတယ်အခုဒီအခန်းကိုဖမ်းပြီးဖို့ဘာသေးလွန်ဆမှမရှာနိုင်သေးတာကြောင့်စကန်မှုကိုပြောဆိုကဒူရဲဦးအာချန်ကဒီမုန်းနဲ့ဆင်လူတဲ့ပါဝန်ဦးမှာဖြစ်ပျက်ခဲ့တဲ့အမှုကိုတွားဆုံစမ်းခဲ့တယ်လို့ပါဝန်ဦးရဲဌာနကဖုံးလန်းဆက်ကြောင်းနဲ့ဒီမုန်းနဲ့ဆင်လူတာတွေတွေ့ခဲ့လားလို့ဆိုတဲ့အခါအာချန်ကပါဝန်ဦးမျိုးကစံဝေရှာကျောင်းသူလေးရဲ့ရင်ခွဲရုံမှတ်တမ်းကိုဒေါက်တာကိုပေးလိုက်ပါတယ်ဒဏ်ရာဒိန်နဲ့နှိမ့်ဆက်ထားပုံချင်းကအစအားလုံးတူညီကြောင်းပြောပါတယ်စကန်မှုကဒါပေမဲ့ပါဝန်ဦးမှုမှာစင်လလာရုပ်ကောင်းမျိုးမရှိခဲ့ဘူးလို့ဆိုတဲ့အခါအာချန်ကသူရှာတွေ့လာခဲ့ကြောင်းပြောကစင်လလာရုပ်ကောင်းလေးကိုထုတ်ပြလိုက်ပါတယ်အမှုစုံစမ်းမှုမှာတပန်းတန်သွားတဲ့အာချန်ကစကားဆက်ပြောခွင့်ရတဲ့အခါကွင်းဆက်လူတဲ့သမားကဒီကာစောလီမျိုးမှာရှိတာသေးကြကြောင်းနဲ့အလောင်းနေရာတွေမှာအယုတ်ချန်ခဲ့တယ်ဆိုတာသူ့ရဲ့အမှတ်သားဖြစ်ပြီးလူတွေကိုကြောက်ရွံ့အောင်တမင်လုပ်တာကြောင့်သူ့ကွက်နဲ့သူ့ကိုပြန်တိုက်ဖို့အတွက်အမေရိကရဲ့အမှုကိုဘယ်ဒီနေ့ channel မှာမထုတ်လွင်ပဲတူတူတိတ်တိတ်ထားဖို့လိုကြောင်းနဲ့ဒါမှအငြိမ်မနေနိုင်ဖြစ်လာတဲ့လူလက်သမားကိုအလွယ်တကူမိနိုင်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ပြည်နယ်မှုကလည်းအာဂျန်တင်းမြတဲ့အတိုင်းသွားဖို့သဘောတူလိုက်ပါတယ်။ဒီအတော့တွေအာဂျန်တို့တွေကာစောလီမြို့မှာရှိတဲ့အယုတ်ဆိုင်တွေကိုဒီဇိုင်းဝင်ဒီဇိုင်းထွက်နဲ့စင်ရွဲလာစင်တူအယုတ်ရတဲ့ဆိုင်ကိုလိုက်ရှာနေပြီပဲဘယ်ဆိုင်မှရှာမရဖြစ်နေပါတယ်။အဲ့ဒီရုပ်ကို website တစ်ခုမှာရနေတာတီးပြီးကာဂျန်မာတယောက်ကဈေးကြီးပေးဝယ်နေတယ်ဆိုတာနဲ့ဝယ်သူရဲ့လိပ်စာကိုစုံစမ်းကြည့်တဲ့အခါအတူဖြစ်နေပြန်တာကြောင့်အာချန်တို့လမ်းစာပြောက်ရပြန်ပါတယ်တစ်ဖက်မှာတော့နရင်နာကဘိုင်းရက်ကိုကြောင်းပြောင်းပေးနေပြီး
အောင်ချက်ကောင်းတယ်ဆိုတဲ့ဆရာတော်မစီကိုဘိုင်းရက်ကိုအပ်ခဲ့လိုက်ပါတယ်ပိုင်သာကိုတဲ့တီယိုဒီကိုရှင်းပြခြင်းစားသိမရတဲ့ကျောင်းသူတွေကကိုဘိုက်ကောက်ဆွဲဆုံးမနေတာမြင်တော့ဘိုင်းရက်အနှဲငယ်ထိတ်လန့်သွားပါတယ်ကျောင်းသားတွေအလုံးတက်ရမယ့်အစည်းအဝေးပဲရှိတယ်ဆိုတာနဲ့အားလုံးအတိုင်းတိုင်းကထွက်သွားခြင်းဒူမာကစားမရတဲ့ကျောင်းသူတွေကိုအရွယ်မရောက်ခင်ရည်စားထားတာမင်းအဖေကိုတန်းလိုက်ရမလားလို့ဆိုကကျောင်းသူတွေကိုမဟုတ်တာလှုပ်ခန်းခဲ့ပါတယ်ကျောင်းအစည်းအဝေးပွဲမှာတော့ညက်လက်ဆရာတယောက်ကျောင်းသားတွေကိုဖျော်ပြနေပြီးစမ်းသက်ကန်လူအတွက်ဘိုင်းရက်ကိုရွေးချယ်ကစင်ပေါ်မှာကလေးတွေအကြအမျိုးမျိုးလှုပ်ပြနေပါတယ်တစ်ဖက်ကဆီယာမော်လေးဒေဗီယာတို့အကြောင်းကကိုမဲဆိုတဲ့ကျောင်းသူလေးဟာသူမမိဘတွေနှစ်ပတ်လည်ပွဲရှိလို့အိမ်စာကိုမနေ့ပြန်မှလှုပ်လို့ရမလားဆိုပြီးခွင့်တောင်းနေပါတယ်ဒေဗီယာလည်းခွင့်ပေးလာပြီးတမီးအဖေနဲ့အမေကိုသူအစားစူတောင်းစကားပြောပြဖို့မှားတဲ့အခါကိုမဲကဆီယာမကိုယ်တိုင်ပြောလို့ရတယ်လို့ဆိုကအသက်ဖမ်းယူလို့ရတဲ့နာကြကိရိယာဆက်လေးနဲ့ဆီယာမရဲ့နှစ်ပတ်လည်စူတောင်းစကားကိုတွင်းပြလိုက်ပါတယ်ဒီဇယ်လေးကိုဒေဗီယာကအရန်သဘောကျသွားပြီးဘဲကနေဝယ်တာလဲဆိုတာမေးထားလိုက်ပါတယ်လန်ချားနဲ့အိမ်မြတ်ဖို့ပြင်နေတဲ့ကိုမဲတယောက်ဆီယာမကိုလက်ပြနှုတ်ဆက်နေပါတယ်ညပိုင်းချိန်ရောက်တဲ့ကကိုမရဲ့မိပါတွေရဲစခန်းကိုရောက်လာခဲ့ပြီးတမီးလေးပြောင်းနေကြောင်းတိုင်ကြားနေပါတယ်မနေ့ရောက်တဲ့ကနရင်ဒါနဲ့အာဂျန်တို့နှစ်ယောက်ဒေဗီယာကြောင့်စီရောက်လာကကိုမနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ဖြစ်ပျက်ကိုမေးနေပါတယ်ဒေဗီယာကလန်ချာတစီနဲ့ကိုမဲအိမ်ပြန်သွားကြောင်းနဲ့လန်ချာနာမည်ကိုတော့တတိမထားမိလိုက်တာကြောင့်အဲ့ဒီလန်ချာကိုနောက်တစ်ခေါက်မြင်ရင်မှတ်မိနိုင်တယ်လို့ဆိုပါတယ်အာဂျန်တို့လည်းဒေဗီယာကိုသူတို့နဲ့လိုက်ပြီးဖို့တောင်းဆိုကကာဇောလီညိုမှာရှိတဲ့လန်ချာတွေကိုတစီပြီးတစီလိုက်ကြည့်ပေးမယ်ကိုမဲစီးသွားတဲ့လန်ချာကိုရှာမတွေ့နိုင်ဖြစ်နေပါတယ်ကိုမဲပြောက်တာနှစ်ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့စိတ်မကောင်းစွာနဲ့ကိုမဲရဲ့အလောင်းကိုပိုင်ရုံးတစ်ခုတည်းကတွေ့လိုက်ရပါတယ်ဒီချိန်အိမ်မာတူမာလေးနဲ့စောင့်နေတဲ့ဒေဗီယာကရုတ်တရက်ကိုမဲစီးသွားတဲ့လန်ချာပုံစံကိုမှတ်မိသွားတာကြောင့်အာဂျန်စီဖုန်းဆက်ကကိုမဲစီးသွားတဲ့လန်ချာရဲ့အနောက်မှာကျဲနီယောင်မန်းသားနဲ့ရေသာစာတန်းထိုးတာကြောင့်ပြောပြလိုက်တဲ့အခါဒေဗီယာပြောပြနေတဲ့လန်ချာနဲ့မှုကင်းနေရာမှာရှိနေတဲ့လန်ချာတူညင်းနေတာကြောင့်အာဂျန်လည်းထွက်ပြေးဖို့လုပ်တဲ့လန်ချာနာကိုအပြေးလိုက်ခဲ့ပါတယ်တနေရာရောက်မှာတော့လန်ချာစီယာကိုမိသွားခဲ့ပြီးမျက်နှာကိုတစ်ချက်ကျွေးကစကန်းကိုခေါ်လာပါတယ်လန်ချာဆရာရဲ့ပြောပြချက်အရတယောက်တည်းပြန်လာတဲ့ကျောင်းသူတွေကိုဆရာတူမအိမ်စီခေါ်သွားရကြောင်းသိရတဲ့အခါအာဂျန်တို့ရဲဖွဲ့တွေလည်းလန်ချာဆရာကိုခေါ်ခဲ့ပြီးနောက်တူမအိမ်ကိုဝင်စီးပါတယ်အဲ့ဒီမှာကိုမရဲ့ကျောင်းလေကိုတွေ့ရတယ်လို့ကျောင်းဆရာတူမဆိုသူရဲ့တပ်ပုံကိုမြင်တွေ့လိုက်ရတာကြောင့်နရင်တာကဒါကဘိုင်းရက်ကိုအပ်ခဲ့တယ်ကျောင်းဆရာဆိုတာတည်သွားပါတယ်ချမ်းထဲမှာလည်းလက်ဆောင်ဘူးလေးနဲ့ဆင်ရဲလာရုပ်ကောင်းလေးကိုမြင်တွေ့လိုက်ရပါတယ်ဒီဘက်မှာဆရာတူမကတော့စာမလိုက်နိုင်တဲ့ဘိုင်းရက်ကိုမင်းကငါးသိက္ခာကိုချချင်တာလားလို့ဆိုကအပြစ်ပေးရင်အတန်းဆင်းချိန်မှာတော့ဘိုင်းရက်ကိုမဟုတ်တာလောက်ကိုင်းဖို့မျက်လုံးမိတ်နေချိန်တိတ်ဆိတ်နေတာကြောင့်မျက်လုံးဖွင့်ရင်ကြီးတူးရင်မှာရောက်နေတာတမင်မဟုတ်ပဲချင်းသေးဖြစ်နေတာကြောင့်တူမတယောက်ထိတ်လန့်သွားပါတယ်ဒေါသမွန်နေတဲ့အာဂျန်တယောက်တူမကိုချုပ်ခိုင်းလိုက်ပြီးနောက်မဟုတ်တာလုံခန်းခဲ့တဲ့နေရာကိုအချက်ပေါင်းရစွာကန်ထဲလိုက်ပါတယ်အာဂျန်လက်ချက်နဲ့တူမဆေးုံရောက်ခဲ့ရပြီးဘာမှမပြောဘဲနေတာကြောင့်အာဂျန်ကစကားပြောမလားမင်းညီငယ်ကိုထိရမလားလို့ဆိုတဲ့အခါမှာတူမလည်းပြောပါမယ်လို့ဆိုတာအခုလိုပြန်ပြောပြခဲ့ပါတယ်အဲ့ဒီနေ့ကနန်းချားနဲ့တယောက်တည်းပြန်လာတဲ့ကိုမဲကိုဆရာလမ်းညွန်လိုက်ရှင်လို့ဆိုကတေချာကူစောက်ပေးမယ်ပြောပြီးကိုမဲကိုအိမ်ခေါ်လာပါတယ်တူမကရှင်းလေးတော့တောက်သွားပါလို့ဆိုကတိုက်မဲ့ရေခွက်တဲ့ဆေးကန်နေတာကိုကိုမဲမြင်သွားတာကြောင့်အိမ်ထဲကနေအမြန်ဆုံးထွက်ပြေးကနေရာကနေပျောက်သွားခဲ့ပါတယ်ကိုပောင်ကိုလှန်လည်ထောင်းလို့ဖြစ်ကခေါင်းထဲမှန်းကြည့်သွားတဲ့တူမတယောက်အိမ်ကြီးတစ်ဝက်ကိုလိုက်ရှာကြည့်ပေမဲ့ကိုမဲကိုမတွေ့ရတော့ပဲခြံထဲမှာလက်ဆောင်မှုလေးကိုတွေ့ခဲ့တာဖြစ်ကြောင်းရှင်းပြနေပါတယ်အာဂျန်ကတူမရဲ့စကားကိုအယုံကြည်မရှိတာကြောင့်ထပ်ဆုံးမဖို့လုပ်နေချိန်ဒေါက်တာကလူနာကိုမနှိမ့်ဆက်ဖို့ပြောကအာဂျန်တို့ကိုနေရာကနေထွက်သွားစေခဲ့ပါတယ်စကန်ကိုမြို့နယ်မှုရောက်လာတဲ့အခါစကန်မှုကလူတွေသမားကိုဖမ်းမိထားပြီးဖြစ်ကြောင်းနဲ့လက်ထောက်မချန်တို့ဘက်ဥဆောင်လှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်တကယ်တမ်းဥဆောင်လှုပ်ရှားခဲ့တဲ့အာဂျန်လည်းအနှဲငယ်စိတ်ပြတ်သွားပါတယ်အဲတော့ဒီနေ့ကဘိုင်းရမွေးနေ့ဖြစ်တာကြောင့်အာဂျန်တို့လည်းဆီယမ်မာလေးဒေဗီယာနဲ့အတူမွေးနေ့ကိုပျော်ပျော်ကြီးကျင်းပနေပါတယ်ခဏကြတော့အာဂျန်စီဖုံးဝင်လာခဲ့ပြီးတူမာကရဲတရကိုတစားကန်လို့ပြီးစီးရုံကထွက်ပြေးဖို့လုပ်နေပါတယ်စကန်မှုကရဲသားကိုလွတ်လိုက်ဖို့ပြောရင်တူမအနာကိုကတ်သွားတဲ့အခါပိုကြီးတဲ့သားကောင်ကိုဖမ်းဖို့အတွက်တူမကရဲသားကိုထွက်လာပြီးစကန်မှုကိုဖမ်းချုပ်လိုက်ပါတယ်နေရာကိုအာဂျန်ရောက်လာတဲ့အခါတူမကဓလိကဆင်းဖို့လုပ်နေပါတယ်အာဂျန်လည်းကြံတစ်ခုရောက်သွားပြီးနောက်နေရာကနေပျောက်သွားပါတယ်စကန်မှုကိုတစားကန်လို့ရင်တူမဓလိကနဲ့ဆင်းသွားတာကြောင့်ရဲဘွဲတွေအောက်ထက်ကိုအမြန်ဆင်းလာကဓလိကအပွင့်ကိုစောင့်နေချိန်တနက်တန်တွေကြာရပြီးနောက်စကန်မှုရောက်ဓလိကတွေကမော်ကြီးပန်းကြီးထွက်လာပါတယ်အာဂျန်ကတော့တူမကိုအပြတ်ရှင်းပြီးဖြစ်တာကြောင့်သွေးစားတွေနဲ့အပြင်ကိုထွက်လာပါတယ်အဲနောက်အင်္ဂါဖုံးလာပြန်တာကြောင့်အာဂျန်အင်ကိုတန်းပြန်လာချိန်ဝင်းနေပဲကျင်းပါရင်ဘိုင်ရင်ပျောက်သွားကဇပွဲပေါ်မှာကွင်းဆက်လူရသမားရဲ့တင်ကေတာလက်ဆောင်ဘူးလေးနဲ့ဆွန်ရလာအယုတ်ကောင်းလေးရောက်နေတာကြောင့်အာဂျန်ထိတ်လန့်သွားပါတယ်
ဒီကိစ္စကြောင့်ရဲတွေလည်းကွင်းဆက်လူရဲ့သမားကတူမမဟုတ်ပဲအပြင်မှာပဲရှိနေသေးတယ်ဆိုတာသိလိုက်ရပါတယ်အာဂျန်တို့ရဲဖွဲ့တွေဘိုင်းရက်ကို2ရက်လုံးလူစုခွဲလိုက်ရှာကြပြီမဲ့ဘာသိလွန်စားမှရှာမရဖြစ်နေပါတယ်အဲနောက်အိမ်ကနပြန်လာတဲ့အာဂျန်စီကိုနရီနာရောက်လာခဲ့ပြီးတမီးလေးပြောက်တာ2ရက်ရှိနေပြီမို့စကိုင်းကဘာသိလွန်စားရလဲလို့အသေးအံမင်းနေပါတယ်စကားပြောနေရင်ဖုံးဝင်လာတာကြောင့်နရီနာဖုံးပြောနေချိန်အာဂျန်တယောက်ကားဖုံးနောက်ကကျွေးအေးအစထွက်နေတာကိုမြင်လိုက်ရတာကြောင့်ကားနောက်ဖုံးကိုတွားဖွင့်ကြည့်ချက်ချင်းပြန်ပေးလိုက်ပါတယ်ရောက်ပါဖြစ်သူနရီနာကကားနောက်ထဲမှာဘာလဲမိတဲ့အခါဘာမှမဟုတ်ဘူးမကြည့်နဲ့လို့ပြောကတားနေပါတယ်ဒါပေမဲ့နရီနာကတကူကူကိုရိမ့်မိလိုက်တာမို့ကားနောက်ဖုံးကိုအတင်းဖွင့်ကြည့်လိုက်တဲ့အခါအိမ်နဲ့ပတ်ထားတဲ့ဘိုင်းရဲ့အလောင်းကိုမြင်လိုက်ရတာမို့အာဂျန်တို့နှစ်ယောက်တယောက်ကိုတယောက်ဖယင်းအသေးအံငိုကြွေးနေပါတယ်ဒီအချိန်အာဂျန်ကအိမ်ပြင်ထွက်လာတာကြောင့်နှစ်ယောက်လုံးခန်းစားချက်ကိုထိန်းချုပ်ကဘာမှမဖြစ်တဲ့ပုံစံနဲ့နရီနာလည်းမိမဖြစ်သူကိုအိမ်ထဲပြန်ခေါ်သွားပါတယ်အာဂျန်လည်းဘိုင်းရဲ့အလောင်းကိုရင်ခွဲရုံပို့ပြီးတဲ့နောက်အိမ်ကိုပြန်လာတဲ့အခါနရီနာကမင်းမဘိုင်းရဲ့ကိစ္စတိသွားပြီလို့ဆိုကတဏီတကြပိန်လာတာမို့မွေးရဲ့မိကိုပြန်ပြီးအနားယူမယ်လို့ဆိုပါတယ်အမကလည်းအာဂျန်ကိုသူတို့သမီးလေးမရှိတော့ပြီမဲ့နောက်ထပ်ဘသူသားသမီးမှဒီလိုအထက်မဖြစ်ရအောင်ခွင့်ဆက်လူတဲ့သမားကိုရအောင်ဖမ်းပြီးကိုမှားခဲ့ပါတယ်ဒီချိန်နေမှာပဲအာဂျန်ဟာတန်တဲ့ရှိသူတို့မှာကိုပြစ်တက်လိုက်တဲ့အတွက်ယာရုကနေရက်ဆိုင်ခံလိုက်ရပါတယ်တနည်းတော့အာဂျန်ဒေဗီယာနဲ့အတူမြေကလန်တစ်ခုမှာအပန်းဖြေနေချိန်တူမာလေးအေဒီကအတန်ပန်းလို့ရတဲ့နာဂျာကရိယာ14ကနေအာဂျန်ပြောသမျှကိုပြန်ဖွင့်ပြနေတာကြောင့်ဒေဗီယာလည်းလူကြီးတွေစကားပြောနေတဲ့ချိန်စက်ကိုပိတ်ထားဖို့ပြောကဒီဆယ်လေးကအီဒီစကားရောစွန့်ရင်ကောင်းစီကိုကိုမဲစီကအကြံရခဲ့တာဖြစ်ကြောင်းအာဂျန်ကိုပြောပြနေပါတယ်ရုပ်တရက်တခုခုကိုသတိရသွားတဲ့အာဂျန်ကဒါဆိုကိုမဲစီမှာလည်းအတယ်ဖန်းနဲ့နာဂျာကရိယာရှိလားလို့မေးတဲ့ကဒေဗီယာကရှိတယ်လို့ဆိုပါတယ်တင်းလွန်စာရသွားတဲ့အာဂျန်လည်းခွဲစိတ်စီအောင်စီသွားကကိုမရဲ့ပစ္စည်းတွေကိုတောင်းယူကြည့်ခဲ့ပါတယ်တကယ်လည်းအတယ်ဖန်းနိုင်တဲ့နာဂျာကရိယာလေးကိုတွေ့ရတာကြောင့်စက်ကိုဖွင့်ကြည့်လိုက်တဲ့အခါသူမကိုမတက်ဖို့တောင်းပန်နေတယ်ကိုမဲအတန်နဲ့အတူဆန်နီယာတန်နေတခုကိုကြားလိုက်ရပါတယ်အာဂျန်လည်းဆန်နီယာဆရာတယောက်စီသွားကတီးလုံးကိုမေးကြည့်တဲ့အခါဒီလိုမျိုးသူ့ဘဝမှာတခါမှမကြားဘူးကြောင်းနဲ့ပြောနေတာတခုကကျွမ်းကျင်တဲ့ဆန်နီယာဆရာတယောက်တီးခဲ့ထားတာဖြစ်ကြောင်းအာဂျန်ကိုပြောခဲ့ပါတယ်နောက်ဆုံးအတန်လင်းဌာနကိုသွားကအကူအညီတောင်းဝင်မယ်မလွင်ပေးနိုင်ကြောင်းအငင်းခံနေရချိန်သူရင်းကဖဏန်ကျိုးချီပေးခဲ့တဲ့အမျိုးသမီးကနေရာကိုရောက်လာကအာဂျန်ကိုကောင်းကောင်းမှတ်မိတာကြောင့်သူမရှိမှထဲသွင်းပေးမယ်လို့ဆိုပါတယ်ထုတ်လွှင့်ချိန်ကိုရောက်တဲ့အခါအမျိုးသမီးကအခုဖွင့်ရမယ့်ဒီလုံးကိုတခြားနေရာမှာကြားဘူးတဲ့သူရှိရင်ရူဘီ1000နဲ့ဇီဝက်ချက်လက်မှတ်တစ်စောင်လက်ဆောင်ရမှာဖြစ်ကြောင်းပြောကဒီလုံးကိုဖွင့်ပြလိုက်ပါတယ်ရှိုးကိုနားထောင်နေသူတွေကသူတို့မှန်မယ်ထင်တဲ့နေရာတွေကိုပြောပြပေးမယ်လိုချင်တဲ့အဖြစ်နဲ့မကိုင်းညီဘူးဖြစ်နေပါတယ်နောက်ဆုံးပဝံဦးမျိုးကကလေးမလေးတယောက်ဖုံးဆက်လာကသူမဒီလုံးကိုကျောင်းကဝဲမှာကြားဘူးတယ်လို့ဆိုပါတယ်ဘဲကျောင်းလဲမေးတဲ့အခါပဝံဦးမျိုးက ABS ကျောင်းကဝဲမှာကြားဘူးခဲ့တာလို့ဆိုပါတယ်အာဂျန်လည်းပဝံဦးက ABS ကျောင်းအုပ်ကြီးကိုတွားတွေကအကြောင်းစုံမေးမြန်းကြည့်တဲ့အခါလွန်ခဲ့တဲ့3လကကျောင်းကဝဲကျင်းပခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်အာဂျန်ကကျောင်းကဝဲမှတ်တမ်းဗီဒီယိုဖိုင်ကိုတောင်းယူကြည့်လိုက်တဲ့အခါဆန်နီယာကိုတီးခတ်နေသူကမျက်လဲပြတဲ့အမျိုးသမီးတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာပဝံဦးမျိုးမှာတည်ဆုံးခဲ့တဲ့ကျောင်းသူလေးဆမ်မရှာကိုပါတွေ့လိုက်ရတာကြောင့်ကျောင်းဆရာကြီးကိုဒီမျိုးသမီးရဲ့ဖုန်းနံပါတ်များရနိုင်မလားလို့ဆိုတဲ့အခါသူမကစကားမပြောတတ်ဘူးလို့ဆိုပါတယ်ဒီချိန်ပြီးမှရက်နေတဲ့လက်ထောက်ဆရာကအဲ့မျိုးသမီးကအပြာရင်ရောင်ပန်းကနေလာနေကြလို့ဝင်ပြောခဲ့ပါတယ်အာဂျန်ကဒေမီယာစီဖုန်းလမ်းဆက်ကကိုဝင်မပြောက်ခင်ကကျောင်းမှာအမျိုးသမီးကြီးတူပြတဲ့မျက်လဲပြပွဲလှုပ်သေးတယ်မဟုတ်လားလို့မေးကြည့်တဲ့အခါလောက်ခဲ့တယ်လို့ဆိုတာကြောင့်အဲ့ဒီအမျိုးသမီးရဲ့အချက်လက်တွေရှာပေးထားဖို့ပြောလိုက်ပါတယ်အဲနောက်အာဂျန်ယုံကြီးရတဲ့ရဲတယောက်စီဖုန်းဆက်ကအမေရိကန်ရဲ့ကျောင်းမှာလွန်ခဲ့တဲ့ရန်နေငယ်ကမျက်လဲရပွဲလုပ်ခဲ့ကြောင်းနဲ့ဗီဒီယိုကိုကော်ပီယူပြီးမျက်လဲဆရာရဲ့အချက်လက်တွေကိုတက်နိုင်သမျှအမြန်ဆုံးရှာပေးဖို့ပြောလိုက်ပါတယ်မျက်လဲစရာကိုတေချာလေးရပြီးတဲ့နောက်အာဂျန်တယောက်စကန်ကိုရောက်လာပါတယ်စကန်မှုကစကားပြောချိန်9မိနစ်ရမယ်လို့ခွင့်ပေးတဲ့အခါပွိုင်ဘိုးတစ်ခုကိုယူလာပြီးနောက်ဆမ်မရှာသူကဒီမှုရဲ့ပထမဆုံးနေနာသူဖြစ်ပြီးကျောင်းရနှစ်စဉ်ပွဲကိုအော်ဂိုလာ17ရက်မှာကျင်းပါတယ်2ရက်အကြာအော်ဂိုလာ20ရက်နေ့မှာဆမ်မရှာပြန်မေးဆွဲခံရတဲ့အဲ့နောက်အာမေရီသာသူကဒုတိယနေနာသူကလေးများနေအခမ်းအနားကိုနိုဝင်ဘာ14ရက်နေ့မှာကျင်းပခဲ့ပြီးနိုဝင်ဘာ16ရက်နေ့မှာပြန်မေးဆွဲခံရတဲ့တတိယနေနာသူကဂူမင်သူเจ้าမှာဒီဇင်ဘာ28ရက်နေ့ကပွဲတစ်ခုရှိခဲ့ပြီးဒီဇင်ဘာ30ရက်နေ့မှာပြန်မေးဆွဲခံရတဲ့၄ယောက်မြောက်ကဘိုင်ယန်ဖြစ်ပြီးဇန်နဝါရီ2ရက်နေ့မှာကျောင်းကပွဲကျင်းပက4ရက်နေ့မှာပြန်မေးဆွဲခံလိုက်ရတယ်လို့ဆိုကကျောင်းနိုင်ရဲ့ပွဲမှာတင်ဆက်တဲ့မျက်လက်စရာတယောက်တည်းဖြစ်ပြီးဒီမင်းကလေး၄ယောက်လုံးကစင်မော်တက်ဖို့ရွေးချယ်ခံရတဲ့ဘိုလင်နာတွေကြီးဖြစ်ပါတယ်မျက်လက်စရာကသူ့ဘက်မှာပြင်းမှတ်ကိုရှာပြီးပြန်မွေးဆွဲဖို့အတွက်
မျက်လက်ကိုတော့ကမင်းကလေးတွေကိုသဘောကျအောင်လုပ်တာဖြစ်ပြီးပြစ်မှတ်ကို2ရက်အချိန်ကိုလေ့လာပြီးတဲ့နောက်လမ်းမှာရုတ်တရက်တွေ့တဲ့အကွက်နဲ့ပြန်ဝေးဆွဲတာဖြစ်ကြောင်းအသေးစိတ်ရှင်းပြလိုက်ပါတယ်ဒီတစ်ကတော့စကန်မှုကိုတိုင်းအာဂျန်ရဲ့ထင်မြင်ယူဆချက်ကိုလက်ခံလိုက်ကတရားဝင်မှုပြန်လည်ဆုံးဖြတ်ဝင်ပေးလိုက်ပြီးနောက်သူတို့ကိုရှေ့ကနေဥဆောင်ပေးဖို့တာဝန်ပေးလိုက်ပါတယ်စကန်မှုကမျက်လက်ဗီဒီယိုပိုင်းတစ်ခုကိုကြည့်ပြီးတဲ့နောက်အာဂျန်စီဖုန်းဆက်ကစိတ်မီတာကြောင့်မှာဇန်နဝါရီ12ရက်ကမျက်လက်ပွဲလုပ်ခဲ့ကြောင်းနဲ့စင်မော်တက်ဖို့ရွေးချယ်ခင်ရတဲ့ကျောင်းသူလေးနာမီကအာရှာဖြစ်ကြောင်းလှမ်းတည်ပေးခဲ့ပါတယ်ဒီနေ့ကဇန်နဝါရီ14ရက်ဖြစ်တာကြောင့်ခွင်းဆက်လူတွေသမားဒီနေ့လှုပ်ရှားလိမ့်မယ်လို့ဆိုကအာဂျန်တို့အရာရှိတွေစိတ်မီတာကြောင့်ကအာရှာရှိတဲ့စာသင်ခန်းကိုအပြေးသွားခဲ့ပြီးနောက်အာဂျန်ကကျောင်းသားတွေလုံခြုံရေးအတွက်စကားပြောစရာရှိတယ်လို့အစာပြောပြီးကျောင်းသားတို့သိတဲ့အတိုင်းအခုကာစောလီမျိုးကမလုံခြုံဘူးဒါပေမဲ့မင်းတို့လုံခြုံရေးကမင်းတို့နဲ့ဆိုင်နေမင်းတို့ကိုမှတ်သားစေခြင်းနဲ့အချက်5ချက်ရှိတယ်နံပါတ်1မကြောက်နဲ့ကြားရုံမှုကအကြီးမားဆုံးရန်သူပဲနံပါတ်2အခြေအနေကိုအမြတ်ထိတ်တိုက်ရင်ဆိုင်ရမယ်မင်းတို့ရဲရင်တဲ့အကြောင်းထုတ်ပြရမယ်နံပါတ်3အခွင့်အရေးရတာနဲ့လွတ်မြောက်ဖို့လမ်းရှာနံပါတ်4အပေါ်ငါ3ချက်အလုံးမဖြစ်ခဲ့ရင်မင်းတို့မှရှိတဲ့အားရင်တွေအကုန်လုံးပြီးတိုက်ခတ်ရမယ်နံပါတ်5မင်းတို့ဖုန်းတွေကိုအမြဲဆိုင်လန်းလုပ်ပြီးမမြင်ရတဲ့အိတ်ကက်တွေထဲထည့်ရရမယ်လို့ဆိုကကျောင်းသားတွေအားလုံးကိုသူ့ဖုန်းနဲ့ပဲအမှတ်ထားခိုင်းလိုက်ပြီးအာရှာဆိုတဲ့မိန်းကလေးကိုတော့အမှတ်ထားတာသူ့ဖုန်းနဲ့ပဲမှန်လားဆိုတာတေးကြအောင်ဖုန်းခေါ်စီပြီးမှအားလုံးရဲ့ဖုန်းတွေမမြင်သာတဲ့နေရာမှာကွက်ထားဖို့မှရင်ညီကုန်းချုပ်လိုက်ပါတယ်အာဂျန်တို့ကျောင်းရင်းချိန်ကိုဆောင်ပြီးတဲ့နောက်ဆိုင်ငယ်ကြီးနဲ့အိမ်ပြန်နေတဲ့အာရှာနာကိုနောက်ကနေလိုက်ကြည့်ခဲ့ပါတယ်အိမ်ကိုရောက်ကနေအာရှာလမ်းစင်းလျှောက်ချိန်မှာထင်းနေတဲ့အတိုင်းအပြာရင်းရောင်ဘန်ကားတစ်စီးပေါ်လာတာကြောင့်အာဂျန်တို့ခလန်းလန်းကစောင့်ကြည့်နေချိန်အကျိုးနဲ့ကားတစ်စီးပိတ်ရလာတာကြောင့်အာဂျန်တို့လည်းကားပေါ်ကဆင်းပြီးအနိကတ်သွားကြည့်ချိန်မှာဘယ်သူမှရှိမနေတော့ပါဘူးဒါနဲ့ဘေးဘက်ဝင်ချင်းကိုလိုက်ကြည့်တဲ့အခါအာရှာကိုတွေ့ရတာကြောင့်အာဂျန်ကမိကုန်းနေစတိုင်မင်းနေခိုင်းအာရှာကသူ့ကိုမမှန်မိတဲ့ပုံဖြစ်နေတာကြောင့်ခုနကကြောက်မှာလုံခြုံရေးအတွက်စကားပြောခဲ့တဲ့အရာရှိလေလို့ဆိုတဲ့အခါဒီတော့မှမင်းလေးကအာရှာနဲ့သမီးကိုလွှဲတာဖြစ်မယ်သမီးတို့ကအမွာညီမတွေဖြစ်ကြောင်းနဲ့အာရှာကအခုအကတင်နှန်းကြောင်းမှာလို့ဆိုပါတယ်ခေါင်းကြီးသွားတဲ့အာဂျန်တို့လည်းအကတင်နှန်းကြောင်းရဲ့လိပ်စာကိုမိကအမြန်သွားရောက်ခဲ့ကြပြီမယ်အာရှာကိုမတွေ့ရတော့ပဲကွင်းဆက်လူရဲ့သမားရဲ့လက်ဆောင်ဘူးလေးသာတွေ့လိုက်ရတာကြောင့်အာဂျန်ကစိုက်ဘာဘွဲကိုချက်ချင်းဖုံးလန်းဆက်လိုက်ပြီးအာရှာဖုံးရဲ့ဒီနေရာကိုခြေရခမ်းပေးဖို့ပြောလိုက်ပါတယ်ဝေးပြေးလမ်းမပေါ်မှာဆိုတာတီးလိုက်ရတာကြောင့်ရဲဘွဲတွေအားလုံးဝေးပြေးလမ်းစီကိုဥတီထွက်လာကြပါတယ်ရက်ကွက်ငယ်တစ်ခုရောက်မှာတော့မျက်လက်ဆရာရဲ့ကားရှိကိုဆိုင်ကယ်နဲ့ရဲသားကလေးရီယာကျိုးရောက်နေကပိတ်ရထားပါတယ်ရက်ကွက်တွေကလမ်းသွင်းနံပါတ်3မှာလို့အာဂျန်တို့စီသတင်းပို့နေချိန်ရက်ဆက်တဲ့မျက်လက်ဆရာကကလေးရီယာဆိုင်ကယ်ကိုဝင်တိုက်သွားတာကြောင့်အတော်ကိုအထိနာသွားပါတယ်အာရှာပြန်လို့လာချိန်မှာအမောင်တို့ကကြီးစိုးနေတဲ့အိမ်ကိုရှောင်းနေတာဖြစ်ပြီးမျက်လက်ဆရာကသူ့ထုံးစံအတိုင်းမင်းကလေးကိုမတက်ခင်ဆန်နေရတီးနေပါတယ်အာဂျန်ပြောပြထားတဲ့အချက်5ချက်ခေါင်းထဲရောက်လာတာကြောင့်အာရှာလည်းသူမတက်နေကန်သွားရှင်တယ်လို့ဆိုကမျက်လက်ဆရာညွှန်ပြတဲ့အခန်းကြီးရောက်လာပါတယ်တက်နေခန်းထဲမှာတော့တွေးပြက်ဆရာရုပ်တွေနဲ့ပြည့်နေတာကြောင့်အာရှာထိတ်လန့်နေပါတယ်အဲနောက်လိုင်းမီမဲ့နေရာစီဖုံးတော်ကအာဂျန်စီဖုံးခေါ်ခဲ့ပါတယ်အာဂျန်ကဘာမှမကြောက်ဘူးအားပေးကအခန်းထဲမှာထွက်ပေါက်တစ်ခုခုရှိရင်အမြန်ထွက်ခဲ့ဖို့ပြောတာကြောင့်အာရှာလည်းတကားကိုဖြုတ်ဝင်ဖို့ကြိုးစားနေတယ်မျက်လက်ဆရာမရောက်ခင်မှာနေတက်စင်ကလေဝင်ပေါက်လေးကနေခုံရလန်လိုက်ပါတယ်ဒီချိန်အာဂျန်စီကိုစိုက်ဘာဖွဲ့စီကဖုံးဆက်လာခဲ့ပြီးအာရှာကဆရာနဲ့မီတာ90ကွာမှလို့ဆိုတာကြောင့်အာဂျန်ဘေးဘက်ဝင်ချင်းကိုကြည့်လိုက်ချိန်မှာတိန်နဲ့ဘောဘောထင်းထင်းရှိနေတဲ့အိမ်နှလုံးကိုမြင်တွေ့လိုက်ရပါတယ်အာဂျန်လည်းတွေ့ဝေမနေတော့ပဲအင်ကြီးစီရောက်လာကအထက်ကိုဝင်လာပါတယ်ဒီချိန်အာရှာတယောက်မျက်လက်ဆရာစီကထွက်ပြေးရင်းအိတ်ကန်းတစ်ကန်းထဲမှာရွာလဲနေပါတယ်အာဂျန်စီဖုန်းဆက်ပြီးသူမရှိတဲ့အခန်းပုံစံကိုပြောပြတဲ့အခါအာဂျန်လည်းငါလည်းအဲ့ဒီခန်းထဲရောက်နေတာလို့ဆိုကနေရာနဲ့လိုက်ရှာနေပါတယ်ဒီချိန်အာရှာရှိတဲ့အခန်းစီမျက်လက်ဆရာရောက်လာတာကြောင့်ဖုန်းကျသွားပြန်ပါတယ်အာဂျန်နောက်တစ်ခန်းကိုကူးကြည့်တဲ့အခါအခန်းတွေအလုံးကတပုံစံနဲ့ဖြစ်နေတာကိုသိလိုက်ရပါတယ်တစ်ခန်းဝင်တစ်ခန်းထွက်နေအာရှာကိုလိုက်ရှာနေခိုင်းစိုက်ဘာအဖွဲ့ကအာဂျန်စီဖုန်းဆက်လာကဆရာရှိတဲ့အခန်းနဲ့အာရှာရှိတဲ့အခန်း Google Map မှာတထက်ထဲကျနေကြောင်းပြောပြခဲ့ပါတယ်။အာရန်ကအခန်းနေရာနဲ့လိုက်ကြည့်ပေမဲ့ဘာမှမတွေ့ရတာကြောင့်အခန်းမြင်ပြထားမယ်လို့စိုက်ဘာဘွဲကဆရာနေရာပြန်ဝေးသွားပြီးခုနနေရာပြန်သွားလိုက်ပါ။တခြားပေါက်မိန်းကလေးအဲ့ဒီအခန်းထဲမှာရှိတယ်လို့ဆိုတာကြောင့်အာဂျန်လည်းအခန်းထဲကပြိဘောဂါတွေကိုနေရာရွှေ့ကြည့်လိုက်တဲ့အခါမြေအောက်ခန်းတစ်ခုရှိနေတယ်ဆိုတာသိလိုက်ရပြီးအာရှာကိုဖမ်းဆီးဖို့လုပ်နေတယ်မျက်လက်ဆရာကိုတရက်နဲ့အမြန်ပစ်လိုက်ပေမဲ့လွဲချော်သွားတာကြောင့်မျက်လက်ဆရာထွက်ပြေးသွားပါတယ်နောက်ကလိုက်ဖို့လုပ်တဲ့ကကြောက်စိတ်မှုန်နေတဲ့အာရှာကအတင်းဖက်ထားတာကြောင့်အာဂျန်လည်းဆက်မလိုက်နိုင်ဖြစ်နေပါတယ်ဒါကြောင့်မျက်လက်စီကလွတ်သွားကြောင်းကျန်တဲ့အဖွဲ့တွေစီလမ်းကြောင်းချလိုက်ပါတယ်ဒီဗီယာကအကျင့်စီဖုန်းလမ်းဆက်ခဲ့ပြီးသူမတို့အိမ်ရှိနာမှာရဲကောက်တွေတစည်းပြီးတစည်းထွက်သွားတာကြောင့်အားလုံးအဆင်ပြေရလားလို့မေးပါတယ်အာဂျန်ကသူတို့တွေအဆင်ပြေကြောင်းနဲ့ဒီဗီယာအိမ်နာမှာရှိတာကြောင့်မကြခင်ဝင်လာခဲ့မယ်လို့ဆိုက
မျက်လက်စီယာလွတ်သွားတာကြောင့်တတိနဲ့နေဖို့ပြောပြီးဖုံးချလိုက်ပါတယ်စိတ်တွေရှိုးရဲနေတဲ့ဒေဗီယာရောဖုံးပြောပြီးလို့နောက်ပြန်လဲမှာမျက်လက်ဆရာကိုမြင်လိုက်ရပါတယ်အဲ့ထဲမှာအတက်နိုင်ဆုံးရှောင်ဖို့ရင်အားကျန်ကြီးဖုံးဆက်မယ်လို့မှရိုးရီးယားရောက်လာတဲ့မျက်လက်ဆရာရတိုက်ခိုက်တာကိုခံလိုက်ရပါတယ်ဒေဗီယာအိမ်ကိုရောက်လာတဲ့အားကျန်တယောက်အထဲမှာအတန်တွေကြားနေရတာကြောင့်တကားကိုဖြတ်ဝင်လာချိန်မှာဒဏ်ရာရောက်နေတဲ့ဒေဗီယာကိုတွေ့လိုက်ရပါတယ်ဒေဗီယာကမျက်လက်ဆရာအီတီကိုခေါ်သွားပြီးပြကြောင်းပြောတဲ့အခါအားကျန်လည်းရက်ွက်ရှာပုံတော့ပြန်ဖွင့်နေရပါတယ်ခလန်းလန်းကအိမ်ဝတလုံးကိုမြင်ရတဲ့အခါအားကျန်လည်းအဲ့ဒီအိမ်ဝကြီးစီတန်းတန်းမမတ်ရောက်လာပါတယ်ပစ္စည်းအောင်ပြက်တွေကြတယ်ရှာရင်ဖွင့်ရင်ပုံနေတဲ့အိမ်ဒီကိုတွေးလိုက်ရတာကြောင့်ပြန်ခေါ်မယ်လို့မျက်လက်ဆရာရလျက်ရွက်တိုက်ခိုက်တာခံရပြန်ပါတယ်သူစောကိုစောနှစ်ပန်းလုံးနေချိန်မျက်လက်ဆရာသပင်တို့ကျွတ်သွားတာကြောင့်တရုတ်မှန်ပေါ်သွားပါတယ်သူ့နာမည်ကခရစ်စတိုဖာဖြစ်ပြီးဒီမင်းကလေးတွေအားလုံးကိုတူတက်ခဲ့တာလို့ဆိုကဒီလိုလုပ်ရတဲ့ဇလန်စာကိုပြန်ပြောပြခဲ့ပါတယ်အမေဖြစ်သူအန်နီကပရိုဂျီရီယာလို့ခေါ်တဲ့အမြန်ဝင်စီတဲ့ယောဂခံစားနေရတဲ့ခရစ်စတိုဖာကို UK ကနေအိန္ဒိယခေါ်လာခဲ့တာဖြစ်ပြီးဒါမှလူတော်တိုးနိုင်မယ်လို့ယုံကြည်တာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့အန်နစ်ထင်သားလို့မဟုတ်ခဲ့ပဲကျောင်းသားတွေအားလုံးကခရစ်စတိုဖာကိုဝိုင်းလောင်ခဲ့ကြပါတယ်အဲ့ဒီထဲမှာစိတ်ထားလာတဲ့ကျောင်းသူလေးဆိုဗီယာကခရစ်စတိုဖာကိုတငယ်ချင်းအဖြစ်အဖော်လုပ်ပေးခဲ့ပါတယ်ခရစ်စတိုဖာလည်းသူ့မေစီကမျက်လက်ပညာကိုပြန်တင်ရင်ဆိုဗီယာသဘောကြောင့်လုံရင်ကနေချစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်ဆိုဗီယာကအားပေးကူညီတဲ့အနေနဲ့တငယ်ချင်းလုပ်ခဲ့တာဖြစ်ကြောင်းနဲ့သူတို့တွေရဲ့ဟော်မုန်းမတူညီတာကြောင့်ဘလို့မှမဖြစ်နိုင်ဘူးလို့အကြောင်းပြကညှဉ်းဆန်ခဲ့ပါတယ်အရှက်ကြီးရှက်သွားတယ်ခရစ်စတိုဖာလည်းကျောင်းသားတွေဝိုင်းလောင်လာခံရလို့အမေဖြစ်သူအန်နစ်ကလည်းဒီကိစ္စကိုလုံးဝမကျေနပ်ခဲ့ပါဘူးရန်နေငယ်ကြတဲ့အခါဆိုဗီယာကအန်နစ်တို့အင်စီရောက်လာခဲ့ပြီးတူလွန်သွားကြောင်းတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အညိုကြီးတဲ့အန်နစ်တို့သားမိကတော့ဆိုဗီယာကိုရက်ဆက်စွာတပ်ပစ်ခဲ့ပါတယ်အဲ့နောက်ပိုင်းအမေဖြစ်သူအန်နစ်ဆုံးသွားတဲ့အခါခရစ်စတိုဖာတယောက်အမေပုံစံအသွင်ပြောင်းလိုက်ပြီးကွစ်ဆက်လူရဲ့သမားဇလန်ကိုအစာပြိုးခဲ့တာဖြစ်ပါတယ်အတိတ်ကြောင်းတွေပြောပြီးတဲ့အခါအားကျန်ကိုလည်းရှင်းပြဖို့လို့တယောက်တည်းလည်းပြန်ဖိုက်ကြရင်ဇလန်ရအားကျန်ရဲ့ဓာတ်တို့ချက်နဲ့လူတဲ့သမားလည်းကြာဆုံးကန်းရောက်ခဲ့ရပါတယ်နောက်ဆုံးမှာတော့နေရာကိုဒေဗီယာရောက်လာခဲ့ပြီးအားကျန်ကိုဖေးမှကိုညင်ရင်လည်းဇက်ကားလေးလည်းပြေးဆုံးသွားပါတယ်အဆုံးနေကြည့်ရှုပေးမှုတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့တွေနောက်တဲ့ပိုကောင်းတဲ့ဇက်ကားတွေမှာပြန်ဆောင်ကြပါမယ်